ချစ်တဲ့ငယ်ချင်းတို့မင်္ဂလာပါခင်ဗျာချက်ချေပြုတ်ချေရောက်လာပြီဆိုတော့ကိုကစ်ထိုင် YouTube channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီကနေ့ချစ်တဲ့ငယ်ချင်းတို့ကိုကျွန်တော်ချက်ပြပေးမယ်ဟင်းတပွဲကတော့ကင်းမွန်ပင်စိမ်းကျက်ဥကျော်ဖြစ်ပါတယ်ခင်ဗျာဖဏမဦးဆုံးကျွန်တော်တို့စီကိုပူပေးပြီးတော့ကျက်ဥကိုဖောက်ထက်သွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ချက်ပြပေးမယ်ကျက်ဥကတော့ကျွန်တော်ဆိုင်ကဧည့်သည်ကျက်ဥကိုကြက်လေးလိုပြီးတော့လဲလက်လက်ပပသူလဲစားချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့စိတ်စစ်ထားပြီးတော့ကျက်ဥကိုကြော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျစားကြည့်ပြီးဟုတ်လားခင်ဗျချစ်တဲ့ငယ်ချင်းတို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share လုပ်ထားပြီးဗီဒီယိုအသစ်တင်တိုင်းတင်နိုင်ဖို့ဘေးနားခေါင်းလဲကိုလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေခင်ဗျအခုကျက်ဥကစားကြည့်စပွဲဖြစ်လာပြီဆိုတာတငယ်ချင်းတို့ကြည့်ပြီးသိပြီးဟုတ်လေညာကျက်ဥကိုထိုင်းလို့ဆိုရတော့ခိုက်တောင်းလို့ခေါ်ပါတယ်ထိုင်းနိုင်ငံမှာရောက်ရှိတဲ့မြန်မာနိုင်ငံသားများရောက်တိုင်းသိပါတယ်ခင်ဗျဒီဟင်းပွဲဟာတခြားဆိုင်မှာဆိုဘယ်လိုကြော်လဲမသိဘူးကျွန်တော်ဆိုင်ကတော့ရိုးရိုးရှင်းရှင်းနဲ့ပဲတကယ်ကိုစားချင်စရာဖြစ်အောင်ကျွန်တော်ကြော်ထားပြီးတယ်ခင်ဗျကျူကတော့အဲ့တဲ့ကကြက်လေးလတ်လေးကောက်လေးစားရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မစေတော့စိတ်နဲ့ပဲကျွန်တော်ကျူကိုကြော်ပြပြီးတော့ပါဖြစ်ပါတယ်ခင်ဗျကျူကတော့တကယ်ကိုကောင်းပါတယ်ခင်ဗျအယောင်လဲလာတယ်ကြည့်လိုက်တာနဲ့ဒီကျူကတကယ်ကိုစားချင်စရာကောင်းတယ်ကျူကိုကျွန်တော်ပြောင်းပြန်လိုက်တယ်ပြီးတော့ကျွန်တော်ကျူကိုစီနဲလေးနဲ့အဲ့တဲ့နေစားချင်စပွဲဖြစ်အောင်စားပြီးသားဧည့်သည်တွေပြန်လဲချင်းစိတ်စီအောင်ကျွန်တော်ကအမြဲတမ်းပဲစေတနာနဲ့လုပ်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာကျုပ်ကြော်ပေးပြီးဆိုတော့လေကျွန်တော်ဆိုင်ကတော့ကင်းမုံကိုဘယ်လိုကြော်လဲလို့မေးတော့ကျွန်တော်ဆိုင်ကကင်းမုံကိုအနက်အသက်လဲပျောက်သွားရအောင်စားလဲအရန်ကောင်းသွားရအောင်ကျွန်တော်ရေနွေးနဲ့ကင်းမုံရဲ့အနက်အသက်ကိုဖယ်ထုတ်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကင်းမုံကိုထည့်ပြီးတော့ဟိုမွေဒီဝင်လုပ်လိုက်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ကင်းမုံကိုပကံလောကနေကျွန်တော်ခါထည့်ပြီးတော့ကင်းမွေရဲ့အနှံ့အသက်တွေကိုကျွန်တော်ကဖယ်ထုတ်ပေးသွားတာဖြစ်ပါတယ်ခင်ဗျတကယ်ကျွန်တော်စားချင်ပြီးဟုတ်လားခင်ဗျကင်းမွဆိုတာကထိုင်းလို့ခေါ်ဆိုတော့ပတ်မှုလို့ခေါ်ပါတယ်ကင်းမွကတော့ကျွန်တော်အနှံ့အသက်ပပြအောင်လုပ်ပြီးဆိုတော့လဲကျွန်တော်စတီးပကံထဲမှာပြန်ပြီးခါထည့်ပေးတော့ပါဖြစ်ရတယ်ခင်ဗျကျွန်တော်ဆိုင်ကတော့ကင်းမွကိုဘယ်လိုချက်လဲဆိုတော့ဧည့်သည်စားချင်တဲ့အရာသာဧည့်သည်စားချင်တဲ့ပုံသဏ္ဍာန်အဲ့ဒါလိုချင်တဲ့အရာတွေအလို့ကျွန်တော်ဆိုင်ကအဓိကဖန်တီးပေးတာဖြစ်တဲ့အတွက်ကင်းမွန်တစ်ခုထဲနဲ့နဲမယ်ဆိုတော့ကျွန်တော်ကစိတ်စီလက်စီနဲ့မွန်နည်းနည်းလေးထည့်ပေးသွားတာဖြစ်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်စီနည်းနည်းလေးထည့်ပေးတယ်ဒီအဲ့ဒါကတော့ငရုတ်တီသိမ့်မရှာဘူးဒါပေမဲ့ချောက်လေးပဲသူစားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ငရုတ်တီနည်းနည်းလေးပဲထည့်ပေးတယ်ပြီးတော့ငရုတ်တီအနက်မွေးသွားရအောင်ကျွန်တော်ကဟိုမွေတီပွေလုံးလိုက်ပါတယ်ခင်ဗျကျွန်တော်ပစားနဲ့ကျွန်တော်စားမယ်ဆိုတော့ဒီအရသာဘဲရမှာလဲကျွန်တော်ကတအားကိုရုပ်တည်ဆိုင်ပြီးအစကြိုက်တဲ့လူလေကျွန်တော်ဟိုမွေဒီမွေလောက်ပြီးနောက်ဆိုတော့ကျွန်တော်ကင်းမူထပ်ပြီးသွားတာဖြစ်ပါတယ်ခင်ဗျာဒီဧည့်သည်ကတော့ကျွန်တော်ရဲ့ပုံမှန်ဆိုင်မှာအမြဲတမ်းပဲလာစားတာဖြစ်တဲ့ကျွန်တော်ကစေတနာပါနဲ့ပဲချက်ပြုတ်ပေးသွားဖြစ်ပါတယ်စားပြီးလဲကျွန်တော်တို့ဆိုင်အမြဲအရသာကောင်းတယ်လို့ပဲသူကအမြဲတမ်းပြောတော့ကျွန်တော်ကပိုးပြီးတော့စိတ်ကြည်နာတယ်ဧည့်သည်ကစားကောင်းတယ်လို့ပြောရင်ကျွန်တော်ကအရန်ကိုမြောက်တက်တဲ့လူပဲဒါကြောင့်ကျွန်တော်ကစေတနာပါနဲ့ပဲချက်ပြီးသွားတာဖြစ်ပါတယ်ဗျာပြီးတော့ကျွန်တော်ဆိုင်ကအဓိက main shop ကိုလေကျွန်တော်နည်းနည်းလေးထည့်လိုက်တယ်ပြောရမယ်ဆိုတစုံပေါ့နော်ဒီဧည့်သည်ကတော့ပင်စိမ်းပတ်မုံပင်စိမ်းကင်းမုံသူကအယောင်လက်နေနဲ့စားချင်တဲ့အယောင်လက်လေးနဲ့သူဓာတ်ပုတ်အရင်ရိုက်မယ်ဆိုတော့ကျွန်တော်ကစီဥဒန်နည်းနည်းလေးထည့်ပေးတယ်စီဥဒန်ကိုမြန်မာလိုပဲလို့ခေါ်ဆိုတော့ပဲငံပြန်ရီလို့ခေါ်တယ်ကျွန်တော်ပဲငံပြန်ရီထည့်ပြီးနောက်ဆိုတော့ကျွန်တော်ပင်စိမ်းရက်ထည့်တယ်ပင်စိမ်းရက်ထည့်ပြီးဆိုတော့ဟိုမွင်ဒီမွေပေါ့ကွယ်နောက်ဆိုတော့ကျွန်တော်ကအယောင်လဲလာပြီးအရသာလဲကောင်းလာပြီးကျွန်တော်တီးတဲ့အချိန်မှာတော့ကျွန်တော်ကဟိုမွင်ဒီမွေပေါ့နော်ကျွန်တော်လက်ကိုအဓိကအားပြီးလက်ကိုအဓိကအားကိုပြီးတော့ဟင်းချက်တာဖြစ်တဲ့အတွက်အခုတော့ရသွားပြီခင်ဗျရသွားပြီဆိုတော့ကျွန်တော်ပကံထဲမှာထည့်ပြီးသွားတာဖြစ်ပါတယ်ခင်ဗျတကယ်ကြတော့စားချင်ပြီဟုတ်လားစားချင်ပြီဆိုရင်လေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share လုပ်ထားပြီးတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီး